ဒီနေ့ဆိုင်မှာလေမုတ်တစ်တွေရောက်ထားတာမှာအစုံပဲဒီမှာဆိုလို့ရှိရင်ဒီချောကလက်ဘူးလေးမှာဆိုလို့ရှိရင်လေတပူးမှာအခွက်60တောင်ပါတယ်ပြီးတော့သူကဇွန်းလေးနဲ့ဘယ်လိုရတာရှိမလဲဆိုတာတကယ်ချင်းတွေနဲ့တူတူသွားစားကြည့်မယ်တကယ်ချင်းတွေကတော့လေဒီလိုညနေခင်းဆိုရင်သူတို့လူစုပြီးစောင့်နေကြမှာမဟုတ်ဘူးပါတယ်ဆိုလို့ရှိရင်အကုန်လုံးစုပြုံပြီးရောက်လာကြတော့မှာပဲဟိုးမှာအုပ်စုလိုက်သူတို့စောင့်နေကြတာပဲတကယ်ချင်းတို့ရေဒီမှာပါကြီးလေဒီမှာပါကြီးလေပြေးလာကြပြီဆိုင်မှာမုံသိပါလို့ဆိုင်မှာလေးမုံသိရောက်လို့တကယ်ချင်းတို့အတွက်ယူလာတာတူတူစားကြမယ်စားမယ်သွားမယ်တကယ်ချင်းတွေကတော့နော်စိုက်ဆုံးပဲဘာလဲဟာဘာစကားတွေပြောနေရလဲမုံစားမယ်ပြီးရင်တူတူဆော့ပဲမုံရင်စားမယ်တငယ်ချင်းတွေကတော့လူအစုံပဲဒီမှာချောကလက်ခွက်ကလေးကိုအသက်ရောက်လာတာလေးကိုဖောက်ပြမယ်အထဲမှာလေးသူကလေမမကြီးအခွက်60တောင်ပါတာဟုတ်တယ်ပြီးတော့ဇုံးလေးပါပြီးသားဆိုတော့လေတို့တွေတခါတည်းစားရုံပဲဟာတယောက်တစ်ခုယူနော်ကိုရေတစ်ခုယူညီညီကိုလည်းတစ်ခုပေးလိုက်မပါလားမဒါလေးယူမယ်လာတူတူစားကြည့်ကြမယ်လေဒီမှာလေချောကလက်ခွက်ကလေးကလည်းချစ်စရာလေးအထက်မှာဇုံးတိတိလေးလည်းပါတယ်တို့တွေဒါလေးစားပြီးရင်တော့တူတူဆော့ကြမယ်ဟိအလေးရဖလာမယ်ပြလို့ရစားရလေပြီးတိတိလေးနဲ့ချစ်စရာလေးဟာအကုန်လုံးကတက်ညီလက်ညီနဲ့စားနေကြပြီလေသူကနော်ဘစ်ကစ်အလုံးလေးတွေကိုမှချောကလက်ခရင်လေးအပေါ်ကဆန်းထားတာမကောင်းလားကောင်းဟာအကုန်လုံးစားကုန်ရပြီဟာအကုန်လုံးတစ်ခါတည်းစားကုန်ရပြီကိုရေကောင်းလားကောင်းတယ်ညီဘာရှာကြည့်ညာစိန်ထုံးတွေရှာနေတာဖျဲပြီးတော့ချောကလက်လုံးလေးရတော့လေသူကအပေါ်မှာချောကလက်လေးတွေဆန်းထားပြီးတော့ဘစ်ကစ်လုံးလေးတွေရဲ့အောက်မှာနို့ရတာလေးထည့်ထားတာပါအရသာနှစ်မျိုးတစ်ခါတည်းစားရမှာနော်ဒီတကူထဲမှာဆိုလို့ရှိရင်ဘူးလေးတွေကလည်းတိတိလေးတွေနဲ့ချစ်စရာအရင်ကောင်းပါတယ်အဲ့ဒီမှာဟုတ်တယ်အောက်မှာနို့လည်းပါတယ်အောက်မှာဟုတ်တယ်ချောကလက်လည်းပါတယ်မမကတော့ကြိုက်မှကြိုက်ပဲကဲဒါဆိုလို့ရှိရင်မမတို့ကိုတို့ရေစားလို့ပြီးပြီဆိုရင်တူတူဆော့ကြမယ်ပြီးတော့လေဆိုင်မှာမဟုတ်တဲ့တွေအများကြီးရောက်နေသေးတယ်နောက်နေ့ကျရင်ယူခဲ့အောင်မယ်ဟာလက်ဆောင်ပေးလို့တော့မရဘူးလေဘူးထဲမှာအများကြီးပါတာဆိုင်မှာရောင်းဖို့အတွက်ပပကိုပြန်ပေးရအောင်ပါနောက်နေ့ကျမှမဟုတ်တဲ့ထပ်ယူခဲ့မယ်တကယ်ရင်တော့ကြိုက်တယ်ဆိုလို့ရှိရင်ဆိုင်မှာလာဝယ်စားလို့ရတယ်အေးလာဝယ်စနပ်ပါမီမီမမအဲ့ဒါလေးတစ်ခုချင်းစီကနေစပြီးတော့ဝယ်လို့ရတယ်နော်စနပ်ပါမီမီမမတော့ဒီလိုချစ်စရာကောင်းတယ်ဇွန်းလေးလည်းပါတယ်ဘစ်ကစ်နဲ့နုချောကလက်အလုံးလေးတွေကိုတော့တစ်ခုချင်းစီကနေစလို့ဝယ်ယူရရှိနိုင်ပါပြီ